ဒီခန့်ကျွန်တော်ဟိုတနေ့ကဓာတ်ပုံတွေပဲတက်တော်မှာတင်မိကြတဲ့အခန်းမှာဒီနေ့ဗီဒီယိုသွားရိုက်ဖြစ်ထားတာလေးပေါ့အခန်းကအပြင်မှာတော်တော်လေးပိုလှတယ်ဗျာဓာတ်ပုံနဲ့ဗီဒီယိုလေးရိုက်လိုက်တော့လဲတော်တော်လေးကိုကြည့်လို့ကောင်းတဲ့အခန်းဒီခန့်စမ်းချောင်းမြို့နယ်မုံမခလမ်းထဲမှာရှိတဲ့အခန်းမှာအခန်းကျယ်ဝန်းကတော့ပုံမှန် site 12ပေခွဲပေ90ပါပဲအိတ်ခန်းတစ်ခန်းပါမယ်ကိုရီးယားပါကေးတွေခင်းထားတယ်တိမ်လုံး decoration လုပ်ပြီးသားလို့ TV စင်လေးတွေနဲ့ဘေးပရိမောက်တွေဆိုလဲတန်မန်းဆန်းရှိတ်လေးတွေပါတယ်ပပတ်လဲဘေးမှာတိုက်မြင့်မရှိသေးဘူးပေါ့နော်ပြင်အိမ်ရှိကနေနောက်ဖေးထီကိုပေါ့နော်နန်ရံကိုကြွေပြားကိုခါလောက်ထိကတ်ထားတယ်ဗျပို့ပြီးတော့လှသွားတယ်ပို့ပြီးတော့လည်းလင်းသွားတယ်အခန်းလေးကဒါကတော့အိတ်ခန်းလေးတစ်ခန်းမှာပြီးတော့ရှေ့မှာအဲကွန်လေးတစ်လုံးပါတယ်ရှေ့ဝရဏလည်းတန်မန်းဆန်းရှိတ်ကိုပေါက်လေးလောက်ထားတယ်အခန်းကတော့လက်တင်နေမှာတိုက်သက်တန်းနေလည်းအရင်မကြသေးဘူးဗျဒီဘက်ကလေဒါkitchen ကန်းထဲမှာဆိုလဲကြွေပြားခင်းထားတယ်ကျွန်တော်ဒီကြွေပြားလေးကိုတော်တော်သဘောကျတယ်ဗျကြွေပြားအပြာနဲ့အဖြူအဆက်ကလေးပေါ့နော်ရေချိုးခန်းအိမ်သားထဲမှာလည်းကြွေပြားကိုတော်တော်လေးခင်းထားတယ်နိုင်ရန်ထိကြွေပြားကတ်ထားတယ် kitchen ကုန်တွေ kitchen cabinet တွေပါတယ်ဒါကတော့ emergency လေကားထွက်ပေါက်ပါဒီကောင်တော့ဘူနိုင်အိမ်သားလေးတစ်လုံးထည့်ထားပါတယ်ဒီဟိုဘက်မှာရေချိုးခန်းရှိတယ်ရေချိုးခန်းထဲမှာလည်း pressure ပတ်နေပါရင်လည်းအကုန်လုတ်ပြီးသားပေါ့နော် sorry ဒီခန်းက pressure ပတ်မပါဘူး shower ပဲတက်ထားတယ်ဒီခန်းလေးက BCC ရှိတယ်မြေရှင်ရှိတယ်အရှုပ်ရှင်းအားလုံးကင်းတယ်တိုက်ကတော့ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပြင်ဆင်ပြီးသားအကုန်လက်တင်နေုံပဲရောင်းမဲ့အလွှာတော့9လွှာပါရောင်းမဲ့ဈေးရတော့3835သိန်းခေါ်ထားပါတယ်ဈေးနှုန်းတော့ပိုင်ရှင်နဲ့တိတိဆန်ဆန်ညှိနှိုင်းလို့ရပါတယ်ဒီခန်းလေးစိတ်ဝင်စားလို့လိုက်ကြည့်ရင်ကျွန်တော်ဖုန်းကိုဆက်သွယ်လို့ရပါတယ်စမ်းချောင်းမြို့နယ်ထဲမှာတိုက်ခန်းတွေကွန်ဒိုတွေလုံချင်းမြေကွက်တွေရောင်းမှုငှားဖို့ရှိရင်ကျွန်တော်ကိုဆက်သွယ်ပြီးအပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်